အားလုံးပဲမင်္ဂလာပါဗျာလူတိုင်းကပကတ်အကြောင်းကိုသိကြပြီမယ်ပကတ်ထင်းနဲ့ပုံမြတ်တာစောတယ်မြမမြင်ပေါ်ကပထမဆုံးသောမြို့ပြရည်ကြီးမှုအကြောင်းကိုရောသိပါသလားအဲ့ဒါကတော့ UNESCO ကတော့အတိမတ်ပြုထားရတဲ့ပြုမျိုးဟောင်းများပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ဘိုးဘေးတွေဘယ်လိုနေထိုင်ခဲ့ကြလဲဆိုတဲ့လူ့အခြေအနေကိုပေါ်ထုတ်ကြည့်အောင်ပါပြုရည်ကြီးမှုမှာအထက်ဆုံးမြို့ကြီး၃မြို့ရှိပါတယ်ဗိတ်တနုံဟန်လင်းတီခတိယပေါ့လေဗိတ်တနုံကတော့အဆုံးဆုံးမြို့ဟောင်းလူကြီးစရပြီမကွေးတိုင်းတုံလေးကြီးမြို့အနီးမှာရှိပါတယ်ရတဲ့ဤတိုင်းကပတ်ထွန်ပေမရဲ့မြို့လို့လည်းလူသိများပါတယ်ဟန်လင်းကကြာတော့စကိုင်းတိုင်းဝက်လက်မြို့အနီးမှာရှိပါတယ်ဒီမှာထူးခြားတာကဆေးဟောင်းရှိပူစမ်းတွေနဲ့စားချစ်တဲ့လုပ်ငန်းတွေရှိခဲ့တာပါဒီခတိယကတော့ပြည်မြို့အနီးမှာရှိပြီးပြည်မြို့တွေထဲအကြီးဆုံးနဲ့အစီအကဆုံးမြို့ဖြစ်ပါတယ်ထူးခြားတဲ့စီတီပတိုးတွေဥပမာဘော်ကြီးဘုရားကြီးကိုဒီနေ့တွေ့နိုင်ပါပြူလူမျိုးတွေရဲ့ထူးခြားချက်ကတော့သူတို့ဟာအကြမ်းမဖက်တဲ့လူမျိုးတွေဖြစ်ပါတယ်ပြူလူမျိုးတွေဟာငြိမ်းချမ်းရေးကိုမျက်နှာပြီးစတိုက်တာတယ်ဘာသာရေးနဲ့ကိုယ်တွေ့ရေးကိုပေါ်အောင်တရားတယ်လို့ဒီမှတ်တယ်လို့ထားပါပတ်စံနဲ့ကိုယ်ပဲမှုသူတို့ဟာငွေရင်းကားတွေလှုပ်ရွှဲနေကြပါတယ်သင်္ကားပြပေါ်မှာပေရီဝိဆဆိုတဲ့တက္ကတာနဲ့နေလပုံစံတွေပါဝင်ပါပိတုကပညာမှာကြတော့အောက်ထစ်ကိုစနစ်တကျပို့ပြီးမျိုးရိုးတွေကိုစဝိုင်းပုံစံစတုကပုံစံတိစောက်ခဲ့ရတာအောင်ရပါဒီတော့တိုးတက်တဲ့ရည်ကြီးမှုကြီးကဘာကြောင့်ပြောက်ကွယ်သွားရလဲဆိုတော့မိုက်ပညာစီတွေကတော့နဲ့တောက်တက်တွေရဲ့ကျွတ်ကျွမှုကြောင့်လို့ယူဆရတယ်လို့ဘာမှပတ်ဝန်းကျင်ပြောလဲမှုကြောင့်လို့လည်းခန့်မှန်းကြပါတယ်ဒါပေမဲ့ပြူတို့ရဲ့အမှုပညာနဲ့ရည်ကြီးမှုတွေကပကတ်ခက်စီကိုစစ်ခက်စီစစ်သွားခဲ့ပါတယ်ခုလိုကျွန်တော်တို့ရဲ့ဆေးဟောင်းမွေးတွေကိုကြားရတာကိုယူစရာမကောက်ဘူးလားဗျာနောက်ထပ်ရောဘယ်လိုတမိုင်းကြောင်းတွေကိုသိချင်သေးလဲကွန်မန့်မှာရေးခဲ့ပေးပါဦးခင်ဗျာ